Ninglabalo, Chiton Nigo, Kuranama, Nokon Sabare. Inimila, Paneri, Puninde, La Pipelu. Chorobois, ye Usundo, Papen Liri Pide. Miki Miako, Compure Lale, Tibari. Inetino, Wingachine, Chayakaro. Making the area suit don't die so that a giant amount of people. Toro dine di Miyama, Toro Tolo Talomopa, Toro Noquema, Mona and Mapana, suit down, bringing it, making the out shiny people. Pirojetina, Toro no Tangani. More Mapana, suit down, be make it there. Shiny, so Guinea. China de George Taylor, George Marin. Tamachanama, Tonaning a genius. Timothy should do Lutia, Gay, go Piaton, don't connect. Constantly opinion. To a Piago, but is your GB. Piane Tola to Usam Mutema to Almine. So I cannot chance them at the about. Do you reach a begala the lesson? Do you poor loin making in a do people? Grossier Sintela Shim Porugaro Jirabai. The more they do this on Kanji, Tit and Nama Jirabai. Making there sit on down. Tarimi Anagago, Bong Po Penedro. Choro Apio ni the chain, Choro Lama Young ni the chima. Choro Akake Tunia chima. Choro te Ye Japi, do not beat it to her. Miki. Logama Pedugo. Dingo, Myong Chidore, a chain. Luria Dingo, white chin net chamber. Dingo, Young Chine, Yonji baby, Piargin Sima, and then beat it to a leg, Joe Miki, Tibari. Miki de Sidoncha, Piargin, Polino Shima, Daya Yoshito. Miki de Nyan, Nalona. Sit down, chair. Jenny, Pierre, Nalone, Tapale Boma. Yoshi Torgo, Yoshi Torbi. Po Yoshi Toyare, Ya Ape, Jono de Quasi Sonnet, Lenet. Divio Chinide, Nicky Nakan. Nakale, Tintama, Tinta the Miriga. They made this a cargo, Namatalo. Lama Nilo, sit that Johnny. I will sit down in a Johnny B. Palm Pucha, not the mirror. Don't hear me. Then Penny Bala. Same up Japan. Piarginga, Mikin de Miayiku, Pe Toma, Alata, Mapissima. In a video, Miki Miaine, Mini 30 minutes. We am ya a moine, we know Matana Kingdom. Yongji Chin, Sito Chin Sude, Amweko, Tana King. Era a Jimmy Mason, Jimmy Munamo, investment. Pia Sito Danga, 30 minutes ago,
ဘေးအနေကနေကာကွယ်ပေးမှဖြစ်တယ်လို့တနေ့မှာသူတို့ကိုဖျားရဲ့လမ်းထဲကိုပြန်ခေါ်ဆောင်လာမှာဖြစ်ပါတယ်မိခင်များစိတ်မကြပါဘူးထိုမိခင်တူရဲ့စစ်တောင်းတန်ကြောင့်ကျွန်တော်တက်တာလဲဒီနေ့ကြောက်လဲတာကျွန်တော်လည်းတစ်ချိန်တစ်ခါတော့စိုးပြီးမိုက်တွန်းခဲ့တဲ့လူငယ်လေးပြောပါကျွန်တော်ဘလောက်ပဲစိုးစိုးဘလောက်ပဲပေးပြီးနေအမေကအမေပါအမေကအမြဲတမ်းနောက်တန်းနေဆူတောင်းပေးတယ်အမြဲတမ်းဖြည့်ရှင်းပေးတယ်တားပြောမမရက်တည်ပြီးဒီအမေကြောင့်ကျွန်တော်ဒီအချိန်လေးရောက်ရှိလာတယ်မိခင်ကောင်းနေကြောင့်ဒီနေ့ကျွန်တော်ဒီအချိန်လေးရောက်ရှိလာဖြစ်ပါမိဘများစိတ်မကြပါကိုတာလီမီတွေစက်တိုက်ဆွတောင်းပေးပါသူတို့မရင်ကြည့်သေးလားရင်ကြည့်သိမှုလားဆွတောင်းပေးပါနောက်တော့လည်းဆွတောင်းပေးပါမကြရင်ရင်ကြည့်သိမှုပြီးစိုးပေမိုက်မဲယူတူနေတဲ့သူတယောက်ဟာတနေ့ဘုရားကအလုံးလုံးလာတဲ့ခါကျရင်သူပြောင်းလဲလာပြီးလူတွေရဲ့ကိုဥစတောင်းနေသူဖြစ်လာပါစေရမချနဲ့ဆိုတော့ကျွန်တော်ခွန်အားပေးတယ်ကျွန်တော်မိခင်စတောင်းပေးပြီးတော့ကျွန်တော်ဒီနေ့ဒီချိန်ဒီရောက်ရှိလာတာနောက်ပြီးတော့လူငယ်များကိုကျွန်တော်ခွန်အားပေးခြင်းနဲ့လူငယ်များတရားအဝေးတနေရာမှာအောင်မြင်မှုတွေရနေပြီဆိုရင်အဲ့ဒါဟာတင်ကြိုးစားလို့တင်တော်လို့တင်တက်လို့မဟုတ်ဘဲနဲ့မိခင်ရဲ့စစ်တောင်းချက်ကြောင့်ဖြစ်တယ်ဆိုတော့ဘယ်တော့မှမမြင်ဘူးကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ကျွန်တော်လည်းတစ်ချိန်ကအောင်မြင်မှုတွေရခဲ့တယ်ကျွန်တော်လှုပ်ဆောင်မှုတိုင်းမှာအောင်မြင်ခဲ့တယ်မျက်နှာရခဲ့တယ်လူကြီးရဲ့မျက်နှာတထေးရဲ့မျက်နှာဒီပဝင်ကြီးရဲ့မျက်နှာတငယ်ချင်းတွေရှိရဲ့မျက်နှာကျွန်တော်ဘာလို့ဘာပဲလို့ဥဆောင်နေတဲ့အရာအလုံးမှာကျွန်တော်အောင်မြင်ခဲ့တယ်ရေကိုကော့ပြီးတော့သွားနိုင်ခဲ့အဲ့ဒီတော့ငါတော်လို့ငါတက်လို့ပဲဆိုတော့ကိုဖင်ခဲ့ဒါပေမဲ့ကျွန်တော်နောက်ကိုရနေကျွန်တော်မိခင်ကကျွန်တော်ကိုနှလုံးသားမြည်နေတယ်စုတောင်းမေတ္တာပို့တာတယ်ကျွန်တော်ရဲ့လှုပ်ဆောင်မှုတွေအောင်မြင်ရတယ်ဒီချိုးစားလို့အောင်မြင်တယ်မဟုတ်ဘူးမိဘရှိရတူကျွန်တော်ခွာပေးခြင်းနဲ့သင်မိဘသင်မိခင်ကသင်စုတောင်းပေးလို့နောက်တန်းကနေဘယ်ပါလားတရားမဆိုဘာတရားဆုံးမမှုကြောင့်မိခင်တွေကအမြဲတမ်းကိုကိုရပါတော့ကိုစုတောင်းနေကြတာသမီးတွေစုတောင်းပေးကြတာသမီးတွေကောင်းစားဖို့အတွက်မြဲတဲ့စုတောင်းပေးတယ်ဒီနမေကြောက်ဆုံးကျွန်တော်ဒီနေ့ခွန်အားပေးခြင်းနဲ့အမေရဲ့ဂုဏ်ကြီးစုကိုကျွန်တော်တည်တတ်ခြင်းကိုလာလွယ်ဆယ်လက်ဖွားဖို့ငယ်စဉ်ကလေးဘွားကနေကျွန်တော်လူလားမြောက်နေပြီအမေတွေဒုက္ခခံလာခဲ့သူတို့စားခြင်းနဲ့ရတော့မစားခဲ့ဘူးသူတို့အငတ်ခံပြီးတော့နေလာတယ်သူတို့အရင်အိတ်ချင်တဲ့ချိန်မှာကျွန်တော်ငဲ့လို့အော်နဲ့တန်ကြားရတယ်သူတို့တစ်ချက်နိုးလာတော်တော်မိခဲ့တယ်သူတို့ကျွန်တော်ကျေးဇူးတည်တယ်ရမိခင်ရှိတဲ့လက်ရှိတက်ရှိထင်ရှားရှိနေတဲ့သူရှင်ယခုပဲအမေကိုဖုန်းဆက်လိုက်ပါအမေရဲ့တာချစ်ပါလေ
အမေကိုသားချစ်ပါတယ်အမေကြောင့်ကျွန်တော်ကျမဒီလူမျိုးချင်းဒီကျွန်တော်လူလာမြောက်တာဖြစ်လာခဲ့တာပါအမေကိုဖုန်းဆက်ပြီးပြောပါအနီးနားမှာရှိတဲ့ဆိုတော့အမေကိုတော့ပြီးတော့စတောင်းခံပါအမေကြောင့်ကျမဒီလိုရောက်နေတာဖြစ်တယ်အမေကချစ်ကြောင်းပြောပါအမေများနေရနှစ်တိုင်းမေလာစေးနေဦးတကယ်တော့အမေများနေရနေ့တိုင်းဖြစ်ပါတယ်နှစ်တိုင်းမဟုတ်ဘူးနေ့တိုင်းဖြစ်တဲ့ကြောင်းဒီနေ့ကျွန်တော်ခွန်အားပေးချင်ပါတယ်အမေတဲ့တန်ပြီးဆုတောင်းပေးပါတို့လူကြီးမတို့ကိုယုံကြည်ခြင်းဟာဘုရားရဲ့စီကကောင်းကြီးမင်္ဂလာခံစားရမယ်ပရမဥဆုံးပညာဖြစ်တယ်မိဘကိုယုံကြည်မိခင်ကိုယုံကြည်ကာရောပြုရတဲ့ဘယ်တော့မှအလားမဖြစ်စေဘူးဒီကောင်းစားမယ်ဖြစ်ပါတယ်မိခင်ကိုစိတ်ချမ်းတောင်းထားခဲ့တဲ့သူကတော့ဘယ်တော့မှဘောမှာနှိမ့်ချကျွန်တော်ဘောမှာကျွန်တော်မိခင်ကိုကျွန်တော်အမြဲတမ်းစိတ်ချမ်းတောင်းကျွန်တော်ထားလိုက်ခဲ့တဲ့နောက်ပိုင်းမှာကျွန်တော်ထားခဲ့တဲ့အတွက်ကျွန်တော်ဘောမှာကျွန်တော်ပဲလူတွေရဲ့အောက်မှာမနေရဘဲနဲ့အပေါင်းလေးနဲ့ရှိမှလည်းလူတွေအထက်မှာကျွန်တော်အမေဒီစိတ်ချမ်းသာကြောင်းအမေရဲ့စိတ်ချမ်းသာကျွန်တော်စွတ်တော့မိတာပို့တဲ့ခါကျတော့အောက်နေခြင်းနဲ့ရရှိလာတာဖြစ်တော့ကျွန်တော်ဝင်ရခြင်းနဲ့ဒါကြောင့်မလို့ဒီလမှာကျွန်တော်အားလုံးမိခင်တွေရဲ့မေတ္တာကိုပြန်လဲအောင်ကြရအောင်မိခင်တဲ့စွတ်တော့ကျွန်တော်ဘဝရဲ့အမောင်ဆုံးနေ့ရက်တွေမှာအလင်းရောင်ဖြစ်စီပါလိမ့်မယ်ဒီနေ့ကျွန်တော်ဒီမှာရှိတဲ့သူတွေကိုကျွန်တော်ခွာပေးခြင်းနဲ့မိခင်ရှိတဲ့သူတွေကိုကလည်းမိခင်တဲ့စွတ်တော့နံပါတ်မိခင်ကိုချစ်ချောင်းပြောပါမေတ္တာပြပါအမေကိုအမြဲတမ်းပြောပြပါမိဘမရှိတော့တဲ့သူတွေကလည်းအချိန်ကမိဘရဲ့မေတ္တာများကိုပြန်ခံစားပြီးဘုရားခင်တမှာအော်ငါဒီနေ့ဒီချိန်ဒီရက်တည်နေတာငါမိဘကြောင့်ပါလားဆိုမြင်တယ်ကျေးဇူးတော်ရှိပါပါကျွန်တော်ခွန်အားပေးခြင်းဒီနေ့မိဘမဲ့ရှိရသူတွေလည်းအာမင်ပါနဲ့တင်တို့အတွက်ငါဒီဘယ်တော့မှမိဘမဖြစ်စီအောင်ဆိုရဲတို့အသက်ရှင်နေထားပြပါသင်ကိုနေ့စဉ်နေတဲ့မိခင်တပွဲအမြဲတမ်းရှိအောင်ဒီမှာတော့အမြဲတမ်းတိတ်ထားနေပါတယ်ကြည့်ရှုနေပါတယ်စောင့်ရှောက်နေပါတယ်ဆိုတော့မိဘမဲ့ချစ်တော်ညီကောင်မများကြားနေကျွန်တော်အိန္ဒိယနဲ့ကျွန်တော်ခွာပြချင်ပါတယ်အကြောင်းမလို့ကွာတော်မှာရှိတဲ့ကျွန်တော်မြန်မာမိခင်အားလုံးတို့ကျွန်တော်နဲ့အိန္ဒိယနဲ့ကာဝါပြုပါတယ်ဖျားရင်ကမိခင်တူစီတိုင်းကိုကျမ်းမာခြင်းနဲ့ငြိမ်တဲ့ခြင်းနဲ့သာသမီတွေရဲ့အောင်မြင်မှုကိုမြင်တွေ့ရတဲ့ဝမ်းမြောက်ခြင်းကောင်းကြီးတွေပေးသနာပါစေဒီဗီဒီယိုကြည့်နေတဲ့မိသားစုထဲမှာမိခင်နဲ့သာသမီကြားမှာမေတ္တာတွေပိုမိုခိုင်မြဲပါစေမင်းရဲ့စတောင်းချက်နဲ့သူကျွန်တော်ရဲ့လှုပ်ဆောင်သမျှအရာတိုင်းမှာအောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းမေတ္တာပို့အားလုံးပေါ်မှာကျေးဇူးတင်ပါတယ်ဖျားခင်ကောင်းချီးမင်္ဂလာပေးပါစေအာမင်